အားလုံးသောတူဒီညီကိုမောင်နှမများအောင်သိတိ channel ကနေပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဗျနော်အဲ့တော့ခဏပြပေးရတာလည်းအချိန်တိုတဲ့အတွက်အားမရပါဘူးနော်အဲ့ဒီမှာအကောင်းဆုံးဖြစ်အောင်ဒါဆောင်ရွက်ပေးတာဖြစ်ပါတယ်အဲ့တော့လမ်းကြောင်းဒီညနေဘာဖြစ်ချင်တာလဲဆိုရင်ဒီမှာလာနေတဲ့ဒီမှာဒီသုံးလုံးကဒီသုံးလုံး3ညခဏကလာတဲ့လမ်းကြောင်းဒီသုံးလုံးဒီသုံးလုံး3ညအဲ့တော့ဒီသုံးလုံး3ညလို့လုပ်တဲ့အတွက်ညနေမှလည်းဒီသုံးလုံး3ညဆိုရင်5ထိပ်ဖြစ်ပါတယ်5ထိပ်ညနေ5ထိပ်နဲ့ပြန်ပြီးရိုက်မှာပါမနေ့ကလည်း5ပိုင်းကြားခဲ့ပါအဲ့တော့ဒီညနေ5ထိပ်နဲ့ကစားခြင်းနဲ့အဲ့5ထိပ်နဲ့ဘာဖြစ်ချင်တာလဲဆိုရင်ငါထိတ်နဲ့ရိုက်ချင်တာကတော့ဒီသုံးလုံး3ညအဲ့တော့5 3ည5ထိတ်အဲ့တော့နောက်တစ်ခါဒီသုံးလုံး3ညအဲ့တော့ဒီသုံးလုံး3ညအဲ့တော့နှလုံး3ညအဲ့တော့တခါထပ်ပြီးတော့ဒီမှာလည်းပဲဒီသုံးလုံး3ညတခါနောက်တခါဒီသုံးလုံး3ညအဲ့တော့ဒီသုံးလုံး3ညအဲ့လိုဖြစ်ပြီးတာနဲ့တဲ့သူကနောက်ဘက်ကိုဒီလမ်းကြောင်းနဲ့သွားပါတယ်ဗျာနော်ဒါလေးသဘောလောက်ပြပေးတာပါအချိန်လည်းမရပါဘူးနော်ပြတာအားမရှိဘူးအဲ့တော့စကရိုက်တွေများနှိပ်ပေးပါဗျာအချိန်လိုက်လွှင့်လို့ရအောင်ဟိုကစင်းပေးထားတဲ့လူကလည်းအင်မတန်နည်းပါသေးတယ်အကောင့်အသစ်ပြန်ဖွင့်ထားတာဖြစ်ပါတယ်ဗျနော်အဲဒါကြောင့်လိုက်လွှင့်လို့ရအောင်အားလုံးသောညီကောင်မောင်နှမတွေလိုက်လွှင့်လို့ရအောင်စင်းသွင်းလေးတွေများလုပ်ပေးပါဒါတော့ပါပဲနော်ဒီညနေ5ထိပ်ကြိုက်ပါတယ်နော်5ထိပ်နဲ့ထိုးအောင်မကဏ္ဍကိုတင်ပေးထားမှာဖြစ်ပါတယ်ဗျနော်